ခိုင်တစင်ဦးတဲ့ဆွဲသားမကြိုက်ဘူးဟက်ကောင်မားတဲ့လိပ်ပြပြပေးတဲ့လိပ်ပြအောက်မှာချွေးစုံနေလို့နှစ်ချက်အနားမကွဲသေးဘူးနောက်မှနင့်ကိုစီပြတ်တီးတန်းပြနော်အဲ့ဒီလိပ်ပြပဲရှိအဲ့ဒီလိပ်ပြအနားပို့တွန့်အနားလေးဆိုဒီလိုအခုံလေးတွန့်ရန်လှဆက်ချက်ပါတယ်တနိုင်9000နဲ့ no fight no fade တဲ့အတန်လည်းမပါဘူးမျက်နှာလည်းမပါဆိုတော့နေကဘာပြစအိုးဖြဲပြတနိုင်9000နဲ့ဆိုပြီးဘယ်သူမှဖြဲမကြည့်ဘူး9000နဲ့ကင်မရာဒုံးနဲ့ခောက်ပါလေတနာလို့မဟုတ်ပါဘူးတနာလို့တနက်နဲ့ပြစ်တိုင်ကာပြီးတဲ့ကောင်ဝင်မရှိဘူးနော်စက်ပတ်ကြီးလည်းကြလားအဲ့အစီစမ်းစပုတ်တွေဝင်သွားတော့မသေးတော့ဘူးနော်ကာပြီးတဲ့ကောင်ဝင်တော့မရှိဘူးမဒီလည်းမဲ့ထက်လေးတဲ့မစုံမထက်တာတဲ့ဟိုကစအိုတပတ်လည်းစီထက်တာလေဒါကြလေးကငကပတ်မဒီကကြစအိုပတ်စအိုမှာပတ်ထားတာဒါကြလေးတွေငကပတ်ထက်လို့ကိုလည်းအားကြလို့စအိုမှာပတ်ထားတယ်မဒီမဲ့ကစအိုမှာရှိပါတယ်စီကျင်တော့တစ်သက်ပါဘယ်မအေလို့နှိမ့်တာလဲအန်ဂရီအဂရီနေတဲ့လူငါစပ်ပတ်အဝလိုရမနေရဘူးကတိမမြင်ဘူးလေဟုတ်ကဲ့ပါကတိမလောက်တာပါအရင်တော့ဒီနဲ့မယ်ကမြန်နိုးပါဒါသူ့ကိုဖာခံကျွေးတာလေသမီးကတွေ့တာသမီးကအကြီးဆုံးနေနဲ့နင်းတာခံပြီးတော့ဖာခံကျွေးတာပါသမီးကကြတော့ကီးမုတ်ကုန်းလေးရမ်းတော်ရယ်နော်စုကရေးကြီးလိုပဲကီးမုတ်ကုန်းမြမသားမဖြေနိုင်ဖာတန်းသွားလိုက်ဒါမြမသားမဖြေနိုင်ဘူးဆိုတော့နောက်ဟာလည်းဖြေနိုင်မဲ့စောက်ကွက်တယ်မို့ခွက်တလုံးဆွဲသွားဖြေနိုင်လဲဖာတန်းရောက်မှာတောင်းဝဲဖြေခွက်တလုံးอยู่ပါတောင်းရှင်းမှာခွက်လေးတောင်းမဖြေနိုင်နာမည်ကြီးအောင်မှာဟိုချောစီနဲ့ကွိုင်းယူပြီးတော့အလိုးခံလိုက်စာတင်ကုန်မှာပလက်ကြီးလိုက်မြင်ရှေ့ကမအမှုတ်တော်ဆိုအရန်ပေါ့မမငယ်တော့တိတိဘူးတဲ့အကြီးတော့မငငယ်တည်းကဘင်းခရတင်နန်းစင်နော်ရှင်းပါဝင်နောက်ပါပြန်ထွက်လာတာမမပလွေကျညညကလည်းပလွေရှင်းမျိုးမှုတ်တတ်တယ်နော်မဒေါင်လိုက်လည်းမှုတ်တတ်ကလေးအလျားလိုက်လည်းမှုတ်တတ်တယ်အာဂရီနဲ့လည်းထဲမှုတ်တတ်တယ်နှာခေါင်းနဲ့လည်းမှုတ်တတ်တယ်နားနဲ့လည်းမှုတ်တတ်တယ်နော်မမပလွေရှင်းမျိုးစိုးနဲ့မှမှုတ်တာဖွမ်းဆိုလို့နော်အဲ့တော့မောင်လေးတို့သိရင်ပြီးတော့ဈေးရောက်စားလို့မရဘူးဖာခံစားတော့အကျွေးလိုမဲ့ရုပ်တွေနော်အဲ့ဒါကြောင့်မို့နော်ဈေးလည်းရောင်းစားလို့မရဘူးဖာခံစားရင်လည်းအကျွေးကြမှာနော်အဲ့တော့စပောက်ကစိုးပဲဖာခံစားရင်တော့အရေထွက်တာနဲ့ပတ်သက်တစ်ခါတည်းရှင်းတစ်ခါတည်းမလုတ်ခင်နဲ့ပတ်သက်ဘော်လီရက်ထည့်တာမယ်ငါဆိုတဲ့ကောင်မသေချာမှလုတ်မယ်နော်လက်ခုပ်နှစ်ဖက်ဒီမှာမြည်တာနေလဲလုံးချင်လို့လာတာငါလည်းပတ်သက်လို့ကုန်းတာနော်အဲ့တော့အစင်ပြေမှာလုတ်တောင်းထုံနဲ့ဝဲသူငါလည်းပတ်သက်လို့ချင်လို့ကုန်းတာနေလဲအရေထွက်ချင်လို့လုတ်တာအဲ့တော့ငါပတ်သက်ပေးနင်တို့လိုအောက်တန်းစားရဒီလိုစပောက်မစိုးရင်ဖာခံတော့အကျွေးကြတယ်နော်ကိုနာဝါပဲဖတ်တင်သွားမယ်နော်ကိုတော့အားသေးလို့ဟေးလိုမတွေရဲ့အားသေးလို့စပတ်တော့ရလို့မကုတ်သွားသေးဘူးဒါလက်ထက်လက်စွပ်မဟုတ်ခံတတ်တယ်ခံတတ်မောင်ကတနည်းပြေခံနာလို့ပေးထားတာမောင်ကနည်းနည်းပြေကီးပေးထားလို့ပေးထားတာမောင်ကသုံးနည်းပြေကုန်းထားလို့ပေးထားတာအဲ့ဒါကြတော့ဒါလက်ထက်လက်စွပ်မဟုတ်ခံတတ်လက်စွပ်နော်မောင်ကခံနာများလို့ပေးထားတာမောင်ကခရုအနာလိတ်သွားလို့ပေးထားတာအဲ့ခံတတ်လက်စွပ်လို့ခေါ်တယ်နော်လိပ်ပြပြန်ချုပ်လေဟိုရှိမှာမောင်ကလိပ်ပြလေးပြန်ချုပ်ဖို့ပြန်ရောင်းဖို့ပေးထားတာဖားမကြီးတဲ့အေးဟုတ်တယ်မျက်နှာသေးနဲ့ပန်းပြရမှာငါဖားစင်တော့ဖပြမအဲ့အာရှောင်းနဲ့ပါဇက်တွေကိုသေးနဲ့လိုက်ပန်းတာမဒီစပတ်ပြရတယ်စပတ်မရှိလို့နော်ရှိရင်ပြတာမှာတကယ်ပြတာမှာတိုင်းသိပြည်သိပြမှာနော်တခါတည်းစောက်ပေါက်ပိတ်သွားအောင်လို့နော်ဟိုမှာအခုပြနေတယ်ဆိုတာနာထဲထဲအစီပါကလော်ထုတ်ပြမှာငါနော်အဲ့ဒါထုတ်ပြီးမှဟိုးမှာဇေတောက်တယ်လို့နင်တို့လှမ်းတောက်ခိုင်းမှာနော်အခုမပါလို့လှုပ်စားနေရတာနော်ပါရင်ဒီလိုတော့လှုပ်မစားဘူးငါအရန်ပြင်းတာတကယ်ပြောတာငါပက်လက်ပဲလှုပ်ချင်တာနော်အလုံးခါနာနေလို့ကြက်ကလေးเนี่ยဘာလို့ပို့လဲကြက်ကလေးနေဝတ်သွားပါလားဒီမှာလိုက်ကြည့်လို့ရလူတွေကဟဲဒါကြတော့19ရက်နေဟဲဒါ9ရက်နေမှာကြက်ကလေးကြီးစကောင်းလေးတဲဟဲ9ရက်နေကောင်းလိုက်တာဟဲတဲအဲ့လိုမျိုးဒါမဲ့ခေါ်ပေးမကြီးတဲ့စိတ်တစလီးဖြတ်သမားဟဲမမလဲမကောင်းကြည့်ဟဲရုံနဲ့လိုက်တယ်ရုပ်လေးစိတ်တစလီးဖြတ်သမားဆိုကိုလီကိုဖြတ်လိုက်ပါလေဒီကျွန်တော်လီကိုကင်ခဲ့မတ်မိလားမမတ်မိဘူးကင်နာလောက်မမတ်မိဘူးကိုကစိုးတဲ့ထဲမှာမတ်ကင်နာလောက်ကိုစမဖွဲ့ဘူးရောမမတ်မိဘူးရောကျွန်တော်လက်ပါဘယ်ကျွန်တော်လီလဲမသိဘူးကောင်းစားတယ်မသိကျွန်တော်လက်ပါမှာကျွန်တော်လက်ကင်ခဲ့တယ်ပြောဒါမှမတန်းမိရတယ်ဒီအောင်လေးလဲလာရနော်အပြာလေးပြင်မအလောက်မတောက်ဘူးသိလားဒီလိုလေးသေပေါက်တာအရင်ထွက်လာလို့တဲ့ဟောအမားတို့ကအခဲထွက်တာတော့ ရွှေတယ်လေးတကယ်ပြောတာအမားတို့ကသေးအဲ့လိုအခဲလေးလှုပ်ပြီးပေါက်တာ
အရေထွက်ကနေကြရင်လုံးဝခလောက်လိုက်တယ်လို့ရှိတ်လိုက်တာအဲ့လိုခဲပါ ရေခဲ ဒါမီးခိုးလေးတယောက်ရမယ်နော်မီးခိုးလေးတယောက်ရမယ် ဒီဖက်ချင်ရေခဲကလိုက်တေးပေါက်ခံတယ် ကျွမ်းသူလာနေဝေဒီခုလာမလာတော့ပါတဲ့အေးနစ်စပတ်အရန်ဟွာရှိရအောင်နစ်စပတ်အရန်ဟွာတန်မိုးရှိတယ်ဆိုတော့ပြောရဲတာပါငါလေငါဝစ်တဲ့အိတ်ကြီးကမလှဝါးနေတာမှငါဝယ်ထားတာငါဝယ်နိုင်လို့ငါဝယ်တာငါအစီလိုက်ဝယ်ထားတာဝစ်နိုင်တယ်ကွယ်ဝယ်နိုင်တယ်ကွယ်ဝယ်နိုင်လားဝစ်နိုင်လားလို့မျိုးရေးချင်းရှိလားရေးချင်းရှိလားကြိုက်ကုန်းမရဲ့ ချင်းမြဈေးမြ ချင်းမြဈေးမြရဲ့ ကလတ်တာပိတ်သွားဟိုပတ်ဆက်နဲ့လုံး အဲ့မှာတညာလုံးကေရှူပြီးမှဟွာစက်ပတ်ပြဲက1000လောက်ရတဲ့ကောင်မရဲ့တစီက အဲ့ဒါမှဟိုဗာလဲတွေ့ရကောင်း အဲ့တော့အိမ်တိုင်းမှာချက်ထိုးခံတာဟိုကမြန်မာကားရဲ့လို့အဲ့တော့မှကားသမားကီးဘေးပြန်တဲ့ခောက်တွေမပါသေးဘူးမပြောသေးဘူးနင်းနော် ချင်းမြဈေးမြရဲ့တမျိုးထရဟောင်း ရေချင်းမရှိတက်မလာနဲ့ငါလိုမျိုးငါလှလှမလှဝစ်ပြနိုင်တယ်ဒါငါရဲ့ငါပိုင်ဆိုင်မှုငါရဲ့ဘယ်လိုပြောမလဲငါရဲ့စီးစိမ်အဲ့ဒါငါချက်သူမဟုတ်ဘူးမအေလို့ရဲ့ငါတငယ်ချင်းတောင်စားသူ့ဘာသူပွင့်ပွဲအာပဲအာစပ်ပတ်ကြီးနဲ့ချမ်းမဲ့အပြင်မဲ့ကြုံပြီးလန်ထွက်ငါဆောက်လို့မဟုတ်ဘူးမချစ်သူ၆ကျအပုံးမကြီးရဲ့ပွင့်ရလား ဘယ်လိုကအနာပါတော့ကြောက်အောင် အဲ့ဒါဟိုကတီးလို့ရှိရင်မှဟိုရှိတဲ့မှာဒင်းညိုကြီးနဲ့လာပြေးခောက်လိုက်မင်း ကောက်ကောက်